ယနေ့ကျွန်တော်တို့မြင်နေရတဲ့အရန်ပြင်းတဲ့ spin မြုံနိုင်လောက်တဲ့ loop right မျက်စိနဲ့တော့မလိုက်နိုင်တဲ့ rally တွေရဲ့နောက်ွယ်မှာအရေးပါတဲ့အရာတစ်ခုရှိပါအဲ့ဒါကတော့ table tennis rubber ပြားတွေပါရင်က table tennis ဟာရိုးရှင်းချင်းကစားတဲ့အားကစားတစ်ခုကနေဘလို့ပြပြီးကမ္ဘာအမြင့်ဆုံးအားကစားတွေကတစ်ခုဖြစ်လာရတဲ့အထိဒီ rubber ပြားကဘလို့ပံ့ပိုးခဲ့တာဘာလို့ Asian rubber နဲ့ Euro rubber ဆိုပြီးခွဲသွားတာဘလို့ rubber ပြားတွေကိုရွေးချယ်ကစားရမှာကျွန်တော်ကတော့ဘာ rubber ပြားတွေကတ်ထားတယ်စားတဲ့အကြောင်းအရာတွေကိုတင်ဆက်ပြီးမှဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပြီးအားလုံးကိုဖိတ်ခေါ်လိုက်ပါရင်းနှုန်းက table tennis pattern တွေပေါ်မှာကျွန်တော်ဒီနေ့မြင်နေရတဲ့ rubber တွေမရှိသေးပါဘူး။နောက်ပိုင်းမှာတော့ player တွေကဘောလုံးကိုပိုထိန်းချုပ်ခြင်းနဲ့ပိုတိကျအောင်ရိုက်ချင်တယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပင်ပယ် rubber ကိုဒေတာပြပုံမှာစတင်အသုံးပြုလာကြပါတယ်။ဒါပေမဲ့အဲ့ဒီ rubber ကဒီနေ့လိုပြင်းတဲ့ spin တွေကိုမဖန်တီးပေးနိုင်သေးပါဘူး။ဒါကြောင့်အဲ့ဒီခေတ်က table tennis ဟာရန်နာကြီးတဲ့ flat hit တွေနဲ့ပြန်လည်ရိုက်တဲ့ game တစ်ခုတာဖြစ်ခဲ့ပါတယ်။ဒါပေမဲ့1950ပြည့်နှစ်ဝန်းကျင်မှာတီထွင်မှုတစ်ခုပေါ်လာပါတယ်။အရင်ကလိုရိုးရိုး rubber တစ်ချက်မဟုတ်တော့ပဲ rubber အောက်မှာ sponge တစ်လွှာထည့်လိုက်တာပါအဲ့ဒါဟာ table tennis သမိုင်းရဲ့အကြီးမားဆုံးပြောင်းလဲမှုတစ်ခုဖြစ်လာခဲ့ပါတယ်။ player တွေကအရင်ကတည်းကပိုပြင်းတဲ့ spin တွေဖန်တီးလာနိုင်တယ်။ loop drive ဆိုတဲ့ကစားဟန်အသစ်တစ်ခုပေါ်လာတယ်။ rally တွေကပိုပြီးမြန်ဆန်လာပါတယ်။အဲ့ဒီနေ့ကနေစပြီး table tennis ဟာ rubber မတိုင်ခင်ခေတ်နဲ့ rubber revolution နောက်ပိုင်းခေတ်ဆိုပြီးသမိုင်းတစ်လျှောက်အကြီးကျယ်နှစ်ပိုင်းကွဲသွားခဲ့ပါတယ်။နေ့အနေငယ်ကြမှာတော့ကမ္ဘာ table tennis ကိုလှုပ်လှုပ်ခက်ခက်ဖြစ်လာစေတဲ့နောက်တဲ့ပြန်ဆိုင်မှုတစ်ခုစတင်လာခဲ့ပါတယ်။အဲ့ဒါကတော့ Asia နဲ့ Europe ရဲ့ rubber philosophy ပါပဲ။ Asian philosophy ကတော့ brutal spin နဲ့ control ပါ။တရုတ်အပါဝင်အာရှကစားသမားတွေဟာဘောလုံးကိုကပ်ပါသွားမှတဲ့ spin ပြင်းတဲ့ sticky rubber နဲ့ hard sponge ကိုပေါင်းဆက်လိုက်ကြပါတယ်။ဘောလုံးကို rubber မျက်နှာပြင်ပေါ်မှာဆွဲကပ်အောင်လုပ်ပြီးစိတ်ထုတ်သမျှအားအကုန်လုံးကိုအစမတန်ပြင်းထန်တဲ့ heavy spin တွေအဖြစ်ပြောင်းလဲပစ်တာ။ဥရောပနဲ့ဂျပန် philosophy ကတော့ dynamic speed နဲ့ spring effect ပါ။ဥရောပနဲ့ဂျပန်နည်းပညာရှင်တွေက sponge rubber ရဲ့ micro bubble လေးတွေထဲမှာစွမ်းအင်ကိုတူလောင်ပြီး spring လိုပြန်ကန်ထုတ်ပေးနိုင်တဲ့ tension rubber စနစ်ကိုဖန်တီးခဲ့ကြပါတယ်။ဒါကြောင့်အာရှ rubber တွေကကိုယ်တိုင်အားစိုက်ထုတ်ရတဲ့ power counter တွေအတွက်အကောင်းဆုံးဖြစ်လာချိန်မှာဥရောပ rubber တွေကတော့လက်စစ်လိုမြန်ဆန်တဲ့ high speed rally တွေအတွက်အဓိကလက်နက်ဖြစ်လာခဲ့ပါတယ်။ rubber အားလုံးကအပြင်ကကြည့်ရင်အတူတူပါပဲ။ rubber တွေကိုအဓိကအဖြစ် soft, medium, hard ဆိုပြီး၃မျိုးခွဲထားပါတယ်။အဲ့၃ခုက rubber မျက်နှာပြင်ကိုပြောတာမဟုတ်ပဲအောက်က sponge ရဲ့မာဂျုံမှုကိုပြောတာပါ soft rubber ကပိုပြီးသုံးရလွယ်ပါတယ် hard rubber ကကျွမ်းကျင်တဲ့ player တွေလက်ထဲရောက်မှသူ့ရဲ့စွမ်းဆောင်ရည်ကိုအပြည့်အဝထုတ်ပေးနိုင်တာပါဆရာကြီးတွေကင်တာများပါတယ် medium ကတော့ဒီနှစ်ခုကြားက balance ပါဒါဆိုကမ္ဘာအကောင်းဆုံး player တွေကဘယ်မျိုးစားကိုပိုရွေးကြလဲဆိုတော့အများစုက hard sponge rubber ကိုအသုံးပြုကြပါတယ်ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ကစားပုံက hard sponge ရဲ့အားသာချက်ကိုအပြည့်အဝသုံးချနိုင်လို့ပါဘောလုံးကိုမြန်မြန်ကစားပြီးမြန်မြန်ဖြတ်ချင်တာကြောင့်အသုံးပြုကြတာများပါတယ်ဗီဒီယိုလေးရှေ့မဆက်ခင်ကျွန်တော်ရဲ့ channel လေးကို like and subscribe နှိပ်ဖို့မမေ့ပါနဲ့နောက်ပြီး TikTok မှာလည်း follow လုပ်ထားပေးဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ် rubber တစ်ချက်ကိုဘယ်လိုရွေးချယ်ကစားကြမလဲစိတ်ဝင်စားဖို့ကောင်းတာကကမ္ဘာထိပ်တန်း player တွေတောင် rubber တစ်မျိုးတည်းကိုရွေးချယ်ကြပါချို့က hard ကိုရွေးတယ်ချို့က medium ကိုရွေးတယ်ချို့က soft ကိုရွေးပါတယ်အကြောင်းကတော့လူတိုင်းရဲ့ကစားပုံကမတူလို့ပါချို့ rubber တွေကဖိုးဝမ်းအားသာအောင်ဖန်တီးထားပြီးချို့ rubber တွေကဗဟန်းပိုအားသာအောင်ဖန်တီးထားကြတာဒါကြောင့် rubber ကိုရွေးတဲ့အခါဘယ်ဟာအကောင်းဆုံးလဲဆိုတာတဲ့ဘယ်ဟာကကိုယ်ကစားပုံနဲ့အသင့်တော်ဆုံးလဲဆိုတာပိုအရေးကြီးပါတယ်နောက်ပြီး brother တို့က rubber ဝယ်မယ်ဆိုရင်ကိုယ်ကစားတဲ့ playing style ကဘာလဲဆိုတာကိုအရင်သိအောင်လုပ်ပြီးကိုယ်နဲ့ကစားနေကြ club ကလူတွေကိုမေးမြန်းပြီးမှဝယ်ယူတာအကောင်းဆုံးပါမြန်မာပြည်မှာ table tennis accessory ရောင်းတဲ့ 90% လောက်က table tennis ကိုနေ့တိုင်းကစားနေတဲ့လူတွေနဲ့လေရွေးစင်ဟောင်းနေများပါတယ်ဒါကြောင့် brother တို့ကသူတို့နဲ့အေးဆေးဆွေးနွေးတိုင်ပင်ပြီးမှရွေးချယ်ဝယ်ယူတာအသင့်တော်ဆုံးပါကျွန်တော်ကတော့နှစ်ဖက်စလုံးကို medium hard rubber တွေပဲရွေးချယ်ထားပါတယ်ဘာလို့လဲဆိုတော့အမားခံနိုင်အောင်ပါကျွန်တော်ကဘယ်လိုပဲဖြစ်ဖြစ်ဘောလုံးကိုခုံပေါ်ပြန်ရောက်စေချင်တဲ့သူဆိုတော့ medium hard rubber တွေကိုအရင်ကြိုက်ပါတယ်အဲအားကြောင့်တစ်ဖက်ကို Omega 4 Asia နဲ့နောက်တစ်ဖက်ကို Butterfly Rosina ကတ်ထားပါတယ် blade ကတော့ old school Vascaria ASC ပါ blade အကြောင်းကိုနောက်ဗီဒီယိုတွေမှာတင်ဆက်ပေးပါမယ် rubber တဲ့ blade တွေကပိုအရေးကြီးမှန်းကျွန်တော်သိပါတယ်ပထဝီကောသမိုင်းကောတပြိုင်နက်တည်းတင်လိုက်ရင်အုံနောက်ကျဲဥမှုကျော်ဖြစ်သွားမှာဆိုလို့ rubber အကြောင်းအရင်တင်ဆက်ထားခြင်းဖြစ်ပါတယ်ခုပေါ်ပြသွားတဲ့အကြောင်းအရာတွေထဲမှာနာ
နားမလဲတာမရှင်းတာဝီဝါဒကွဲပြားနေတာများရှိရင် comment box ထဲမှာဝင်အောင်မှတ်ချက်ပေးသွားနိုင်ပါတယ်နောက်ပြီး brother တို့ကကောဘယ် rubber ပြားတွေကတ်ထားလဲဘယ်ဆိုင်ကနေအားပေးတာလဲဆိုတာချားလူတွေမြင်ရအောင်လို့အောက်က comment မှာဝင်အောင်မှတ်ချက်ပေးသွားဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲ God bless you